အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN ကာတွန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့သူများကိုဖြတ်စီကိုပြက်စီဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာဟိုးရှိတုန်းကပေါ့ကွယ်ခဝါတယ်နဲ့အိုထိန်တဲ့ဆိုတဲ့လူငယ်နှစ်ဦးရှိပါတယ်ကွယ်ခဝါတယ်ဆိုတာကတော့အဝတ်တွေကိုချော်ဖွတ်ပေးရတဲ့အလုပ်နဲ့အသက်မွေးတဲ့သူဖြစ်ပါတယ်။အိုးထိန်တဲ့ဆိုတာကတော့ကိုလုပ်ငန်းနဲ့အသက်မွေးရတဲ့သူဖြစ်တာပေါ့ကွယ်။ခဝါတွေကသူ့အလုပ်ကိုစူးစမ်းပြီးတော့လောက်ကင်တာပေါ့။သူ့စီကိုလာပြီးချော်ဖွတ်ပေးဖို့အနံတဲ့အဝတ်ထည်တွေကိုဂျင်းနဲ့ကင်းစင်အောင်ချော်ဖွတ်ပေးတယ်။ရက်ချိန်တိတိကျကျမှန်မှန်ကန်ကန်လဲပြန်ပြီးတော့ပေးတယ်။အဲ့ဒီတော့အဝတ်အထည်ချော်ရှင်နေတဲ့ချော်ဖွတ်ရှင်နေတဲ့လူတွေကသူ့စီကိုလာပြီးတော့ယုံယုံကြည်ကြည်နဲ့အနံကြတာပေါ့ကွယ်ယုံကြည်မှုခံရခြင်းကကြီးပွားတိုးတက်မှုအတွက်အခြေခံကောင်းတစ်ခုဖြစ်တာပေါ့ဗျာခွာတွေကတော့သူ့စီလာအပ်တဲ့သူကိုစိတ်တိုင်းကြဖြစ်အောင်ဆောင်ရွက်ပေးနေတယ်ဆိုတော့လာအပ်တဲ့သူတွေကဝိုင်းဝိုင်းလည်နေတာပေါ့ကွယ်အချိန်နဲ့အမျှအလုပ်လုပ်နေရတာဆိုတော့အလုပ်ကပြတ်သွားတဲ့လို့ကိုမရှိဘူးပေါ့ကွယ်အလုပ်လုပ်တော့ရှော့ဖုတ်ခါတွေလည်းအများကြီးရတယ်လုပ်သမျှအားလုံးလဲပတ်စံရတာပေါ့ကွယ်အများကြီးအလုပ်လုပ်ရလို့ပတ်စံတွေအများကြီးရလာတာပေါ့ပတ်စံတွေအများကြီးရတော့ခွာတွေလေးဟာချမ်းသာလာတာပေါ့ကွယ်ဦးထိန်တဲ့ကတော့အလုပ်လုပ်တဲ့အခါမှာနှောက်နေစွာလောက်ကင်တဲ့ကွယ်သူ့ရဲ့အလုပ်ကိုသူကလေးစားမှုကိုမရှိဘူးမကြိုးစားဘူးပေါ့ကွယ်သူ့လုပ်ငန်းကိုမကြိုးစားပဲမလေးစားပဲအရေးအတွေးညက်နဲ့အိုးတွေကိုပဲထုတ်လုပ်ပြီးနေတော့တာပေါ့သူ့အိုးကိုဝယ်တဲ့လူတွေကတနေ့ထက်တနေ့နေပါလာတဲ့ကွယ်သူ့ရဲ့အိုးတွေကလည်းရောင်အားမရှိဘူးပေါ့ဗျာအိုးလုပ်ပြီးရောင်လို့ရမှဝယ်တဲ့လူစီကပတ်စံရမှာမဟုတ်ဘူးလားဝယ်တဲ့လူနဲ့တော့ပတ်စံရတာလဲသူကနေလာတာပေါ့ကွယ်ဝင်ငွေနဲ့တော့သူကစင်းရဲကြက်တဲလာတဲ့နေ့စဉ်စားသုံးစိတ်ကိုနေ့စဉ်ဝင်ငွေကလုံလောက်အောင်မဖြည့်ဆည်းပေးနိုင်တော့ဘူးပေါ့ဗျာအဲ့ဒါလို့နဲ့အိုးထင်းတဲ့လေဟာတဖြည်းဖြည်းနဲ့စင်းရဲလာတာပေါ့ကွယ်အဝတ်လျှော်တဲ့ခွာတယ်လေးကတော့တနေ့တခြားကြီးပွားချမ်းသာနေတာပေါ့ဗျာကြီးပွားချမ်းသာလာတဲ့ခွာတယ်လေးကအလူအတန်းတွေကိုပြုလုပ်တဲ့နေရာမှာလဲလက်မနေဘူးပေါ့ကွယ်ရှေ့ဦးဆုံးကနေဥဆောင်ပြီးတော့လှူဒန်းနိုင်ခဲ့တယ်တာတနာရေးလူမှုရေးကိစ္စတွေမှာလဲရှေ့ဆုံးကနေပြီးတော့ကူညီပေးနေတာပေါ့ဗျာခွာတယ်လေးဟာလူရဝင်လာတော့ပေါ့ကွယ်အိုထိန်တဲ့ခမမှာတော့တနေ့စာတနေ့အတွက်လောက်တဲ့ဝင်ငွေမရှိလေတော့မလူနိုင်မတန်းနိုင်ဘူးပေါ့ကွယ်တာတနာရေးလူမှုရေးကိစ္စတွေမှာလဲနောက်ဆုံးကပဲဖြစ်နေတာပေါ့အဲ့ဒါလို့နဲ့အိုထိန်တဲ့လေးကမျက်နှာငင်နေရတာပေါ့ကွယ်မျက်နှာငင်နေရတဲ့အိုထိန်တဲ့ကမျက်နှာပွက်နေတဲ့ခွာတယ်လေးလိုစူးစားရှင်စိတ်လုံးဝစိတ်ကူးမရှိဘူးပေါ့ဗျာခွာတယ်လေးကိုအကျိုးပြအောင်ဖြတ်စည်းဖို့ကိုပဲကြံစီနေတဲ့ကွယ်အဲ့ဒါလို့နဲ့အိုထိန်တဲ့ကြီးကသူ့ရဲ့မဟာအကြံတော်ကြီးကိုဘရင်မင်းတရားကြီးထံဝင်ရောက်ပြီးလျှောက်ထားပါလိတော့တယ်ဘရင်မင်းကြီးကအဘယ်ကိစ္စကြောင့်အကြောင်းရင်းများကြောင့်ကျွန်ုပ်ကိုလျှောက်တင်ရှင်တာလဲမောင်မင်းလျှောက်တင်စရာရှိတာကိုလျှောက်တင်စီဗျာအဲ့ဒီအခါအိုထိန်တဲ့လေးကမှန်လားပါဖေဟာအရှင်မင်းကြီးရဲ့စင်တော်ဟာမဲနဲ့လွန်လာပါတယ်ဖေဟာမဲနဲ့နေတဲ့စင်တော်ကြီးကိုဆွတ်ဆွတ်ဖြူအောင်ပြုလုပ်ပေးလို့တော်မူပါတယ်ဖေဟာဟဲ့မောင်မင်းငါရဲ့စင်တော်ကိုဆွတ်ဆွတ်ဖြူတဲ့စင်ပြူတော်ဖြစ်အောင်ဘလို့များလုပ်ပေးနိုင်မှာလဲကွမောင်မင်းပြောတယ်လို့စင်ပြူတော်ဖြစ်အောင်လုပ်ပေးနိုင်လို့ကတော့မောင်မင်းကိုစွတ်တော်လက်တော်များရှင်းမြင့်တော်မူမယ်ကွာမောင်မင်းပြောတယ်လို့ဖြစ်မလားလို့ကတော့မင်းပြစ်မင်းတန့်မင်းခံရလိမ့်မယ်နော်မှန်လားပါဖေဟာကျွန်တော်မျိုးတို့ရဲ့အရက်မှာအင်မတန်မှကျွမ်းကျင်လိမ္မာလာတဲ့ခွာတဲ့တူရှိကြောင်းပါဖေဟာအဲ့ဒီခွာတဲ့ရဲ့ပညာအစွမ်းနဲ့ဆောင်ရွက်လိုက်ရင်အရှင်မင်းကြီးရဲ့စင်တော်ဟာဧကံမုတ်ချစင်ပြူတော်ဖြစ်လာမှာပါဖေဟာခွာတဲ့ကိုခေါ်ဆောင်ပြီးအရှင်မင်းကြီးရဲ့စင်တော်ကိုစင်ပြူတော်ဖြစ်အောင်လုပ်ပြီးလို့ရကြောင်းပါဖေဟာလို့ရှောက်တင်လိုက်တာပေါ့ဗျာအဲ့ဒီအခါဘရင်မင်းတရားကြီးကကောင်းပြီမောင်မင်းပြောတဲ့ခွာတဲ့ကိုငါစီရောက်အောင်ခေါ်လာခဲ့ပြီးတော့အရှင်မင်းတရားကြီးရဲ့အမိန့်တော်အတိုင်းခွာတဲ့ကိုခေါ်လာခဲ့တာပေါ့ဗျာအဝိရှော်တဲ့ခွာတဲ့မှာလဲဘူးမတိပါမတိပဲနဲ့အရှင်မင်းတရားကြီးရဲ့ရှေ့မောက်မှာဦးထိန်နဲ့အတူခစားနေရတာပေါ့ကွယ်မောင်မင်းကခွာတဲ့ဆိုတာလားကွယ်မှန်လားပါဖေဟာကျွန်တော်မျိုးကခွာတဲ့ပါဖေဟာငါရဲ့စင်တော်ကိုစင်ပြူတော်ဖြစ်အောင်မောင်မင်းဆောင်ရွက်ပေးရမယ်ဘရင်မင်းတရားကြီးရဲ့စကားကိုကြားတော့ခွာတဲ့ခင်ဗျာအံ့ဩတုန်လှုပ်သွားတာပေါ့ကွယ်သူလှုပ်ပေးနိုင်တာကပေကြံနေတဲ့အဝတ်အထည်တွေကိုဖြူဖွေးတန့်စင်အောင်ပဲသူလှုပ်ပေးနိုင်တာပေါ့ကွယ်မဲနေတဲ့စင်တော်ကိုစင်ဖြူတော်ကြီးဖြစ်အောင်သူမလှုပ်ပေးနိုင်ဘူးပေါ့ဗျာခွာတဲ့ခင်ဗျာအမိန့်တော်ကိုလည်းမလွန်ဆန်ရဲလေတော့အကြံရခတ်နေတာပေါ့ကွယ်ဦးထိန်တဲ့ကလည်းအကြံခတ်နေတဲ့ခွာတွေကိုကြည့်ပြီးကြည်နဲ့အားရဖြစ်နေတော့တာပေါ့
ဝမ်းသာအရာနဲ့ပြုံးပြုံးကြီးဖြစ်နေတဲ့ဦးထင်းတဲ့ကိုခွာတွေကမြင်လိုက်ရပါတော့တယ်လက်ဆက်တက်တော့ဦးထင်းတဲ့ကငါ့ကိုအကောက်ကြံလိုက်တာပဲကွမဟုတ်မမှန်လောက်ကြံစကားနဲ့ဘရင်မင်းတရားကြီးကိုတတော်ဦးတင်ထားတာပဲခွာတယ်လေးလေဦးထင်းတဲ့ရဲ့အချင်းရုပ်တာဖြစ်တယ်လို့တွေးမိလိုက်တာပေါ့ကွယ်အဲ့ဒီအခါခွာတယ်လေးကမှန်လားပါဖေ။အရှင်မင်းကြီးရဲ့စင်တော်ကိုစင်ပြူတော်ဖြစ်အောင်ပြုလုပ်ပေးပါမယ်ဖေ။အဲ့ဒါလို့ပြုလုပ်နိုင်ဖို့အတွက်ကျွန်တော်မျိုးလိုအပ်တာကိုတော့ဖြည့်ဆည်းပေးတော်မူပါဖေလို့ရှောက်တင်လိုက်တာပေါ့ကွယ်။အဲ့ဒီအခါဘရင်ကြီးကမောင်မင်းလိုအပ်တာကိုရှောက်တင်စေဗျာ။အရှင်မင်းကြီးရဲ့စင်တော်မှာရှိနေတဲ့အမွေအမြင်မင်းနဲ့နေတာတွေကိုဖြူစင်အောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဖေ။ကျွန်တော်မျိုးအနေဖြင့်အဝတ်အထည်တွေကိုဖြူဖွေးအောင်ရှော့ဖွေးရတဲ့အခါမှာပန်းအိုးထဲထည့်ပြီးရေစိမ်ရပါတယ်ဖေ။ယခုအခါအရှင်မင်းကြီးရဲ့စင်တော်ကိုရေစိမ်ထားရမှာဖြစ်တဲ့အတွက်စင်တကိုယ်လုံးဝင်ဆက်နိုင်မဲ့အိုးကြီးတစ်လုံးလိုအပ်ပါတယ်ဖေလို့ရှောက်တင်လိုက်တာပေါ့ကွယ်။ခွာဒီလေးရဲ့ရှောက်တင်စကားကိုကြားရတဲ့အခါဦးထိန်တဲ့မှာအရန်ထိတ်လန့်သွားတာပေါ့ကွယ်။ခွာတယ်လေးကိုလှည့်လိုက်တဲ့မြဦးကသူ့ဘက်ကိုပြန်လှည့်လာလေတာမဟုတ်လားကွယ်။အဲ့ဒီအခါဘရင်ကြီးကကောင်းပြီမောင်မင်းလို့ချင်တဲ့ငါစင်တော်တကိုယ်လုံးဝင်ဆက်နိုင်မဲ့အိုးကိုရစီရမှာပေါ့ကွယ်။ဟိုမောင်မင်းဦးထိန်တဲ့မောင်မင်းကြားတယ်မဟုတ်လားငါရဲ့စင်ကြီးတကူလုံးဝင်ဆက်နိုင်မဲ့အိုးကိုမောင်မင်းဆောင်ရွက်ပေးစီဗျာဘရင်မင်းတရားကြီးရဲ့အမိန့်တော်ကိုအိုးထိန်တဲ့ကမလွန်ဆန်ရဲဘူးပေါ့လေမလွန်ဆန်ရဲလေတော့စင်ကြီးတကူလုံးဝင်ဆက်နိုင်မဲ့အိုးကြီးတစ်ခုကိုလှုပ်ပြီးခွာတဲ့ထံအပ်ပေးလိုက်တယ်ခွာတဲ့ကလည်းအိုးထိန်တဲ့လာပေးတဲ့အိုးကြီးတဲ့ကိုစင်ကြီးကိုအဝင်ခိုင်းတာပေါ့ကွယ်စင်ကြီးရဲ့ရှီချလိုက်တာနဲ့အိုးကအစိတ်စိတ်အမှောင်မှာကွဲကြည့်တော့တာပေါ့တလုံးကွဲတော့နောက်တလုံးထပ်လောက်တာပေါ့နောက်တလုံးကလည်းစင်ကြီးရဲ့ရှည်တင်လိုက်တာနဲ့ထက်ခွဲပြန်ပါလေရောထက်ခါလှုပ်ပေးနေတာနဲ့နားရတဲ့လို့ကိုမရှိတော့ဘူးပေါ့ကွယ်စင်ကြီးကနင်းလိုက်ပြီဆိုတာနဲ့လှုပ်တမြောက်အိုးတိုင်းကလည်းကွဲတော့တာပေါ့ကွယ်နောက်ဆုံးမှတော့ခွာတဲ့ရဲ့အကျိုးစီးပွားကိုဖြက်လို့ဖြက်စီးလှုပ်လိုက်တဲ့ဦးထိန်တဲ့ကြီးကလည်းမင်းပြစ်မင်းတန်ခံရရှာပါလီရောတဲ့ကွယ်ပရိသတ်များခင်ဗျာဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲခင်ဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ